Hi ဒီကနေ့ကတော့ကို့မှာတန်းတော်လေးတစ်ခုရှိုံနဲ့ပုံစံမျိုးမျိုးဝတ်လို့ရတာလေးကိုရိုက်ပြထားပါတယ်ပထမဦးဆုံးကတော့ sporty လို့လေးပေါ့ကျင်းသွားမဲ့ကောင်မလေးဆိုတော့ဖနက်ကိုလည်းပုတ်ပုတ်ပပဖနက်လေးပဲစီထားပါတယ်အားကစားပဲလှုပ်လှုပ်ဟိုသွားတီတာပဲပြပြဒါလေးကအဆင်ပြေပေါ့နံပါတ်1လို့လေးကတော့ဒါဆက်ကျော်သက်ကောင်မလေးတွေလိုက်ဝင်မယ်ဆိုအဆင်ပြေတယ်ရှစ်ဖို့လည်းကောင်းမယ်လွတ်လွတ်လပ်လပ်လည်းရှိမယ်ပေါ့အရင်မိုက်မယ်ပေါ့ခိုးဖြစ်မဲ့အထာမျိုးလေးပေါ့ festival တွေပါသွားရင်လည်းဒီလိုလေးကဝတ်လို့ရပါတယ်နံပါတ်3လို့လေးကတော့ဒါကတော့ယုံသွားမယ်ပေါ့ဒါကတော့မအထာပေါ့ယုံသွားမယ်ပဲဖြစ်ဖြစ်မီတင်တွေပါတက်မယ်ပဲဖြစ်ဖြစ်အင်အားနေပေါ့ယုံသွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ high heel လေးရွေးပြီးထားပါတယ်အရင် smart ကြတဲ့မပေါ့နောက်ဆုံးလူလေးကတော့အရင်စော့ကဲလေးပေါ့ feminine ဖြစ်တဲ့ပိုက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဖနက်ကိုတော့ pleat ဘဲလေးဖနက်လေးစီးပေးထားပါတယ်အရင်ကိုစော့ဖြစ်တဲ့ကောင်မလေးပေါ့ဒီလိုမျိုးလူလေးကတငယ်ချင်းနေနဲ့ coffee date သွားရင်လည်းဝလို့အဆင်ပြေပါတယ်ရှင် bye bye see you in my next video